စကိုင်းတိုင်းရေဦးမြို့လေကောင်မှာရှိတဲ့ပြည်သူလူထုငွေကြေးနဲ့တိစောက်ထားတဲ့ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကိုအကြမ်းဖက်စစ်တပ်ကညတကောင်ချိန်ဗဟိုးနဲ့ဖြိုဖျက်ခဲ့တယ်လို့ရေဦးမြို့နယ်နောက်ချမ်းဆောင်သတင်းဆက်သွယ်ရေးတာဝန်ခံထူးခန့်စောမိသားကရန်ကုန်ခေတ်ကိုပြောပါတယ်။ဇွန်လ28ရက်နေ့မနက်12နာရီခွဲမှာရေဦးမြို့အောင်မင်္ဂလာရပ်ကွက်မြို့မရဲစခန်းရှေ့ဘက်မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကိုအကြမ်းဖက်စစ်တပ်ရဲနဲ့နန်း CDM စီပင်ဝန်ထမ်းတွေကဗဟိုးနဲ့ဖျက်ဆီးခဲ့ကြပါတယ်။ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို2018ခုနှစ်ဇွန်လ10ရက်နေ့မှာရေဦးမြို့ပေါ်ကပြည်သူလူထုရဲ့လှူဒန်းမှုနဲ့တိစောက်ခဲ့တာဖြစ်ပြီးအကြမ်းဖက်စစ်တပ်ကဒီနေ့မှဖြိုချဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖကတော့ဗိုလ်ချုပ်အောင်ဆန်းရဲ့ကြေးရုပ်ထုကိုတမျိုးပြီးတမျိုးဖျက်ဆီးနေတာကပြည်သူလူထုရဲ့တမိုင်းမွေအနေနဲ့မျိုးသားဂုဏ်သိက္ခာကိုမလေးစားတဲ့လုပ်ရက်ဖြစ်ပြီးယဉ်ကျေးမှုတန်ဖိုးတွေကိုပါထိခိုက်စေတဲ့အတွက်ပြင်းထန်စွာရှုံချသလိုတမိုင်းကိုဖျက်ဆီးတာနဲ့အမှန်တရားကိုဖျောက်ဖျက်နိုင်မှာမဟုတ်ဘူးလို့လည်းအလေးနဲ့အသတိပေးချင်ပါတယ်လို့ကြေညာချက်ထုတ်ပြန်ထားပါတယ်။အကြမ်းဖက်စစ်တပ်ကနိုင်ငံတော်ဝန်ကဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတွေကိုစတိုက်ဖယ်ရှားဖြိုချမှုတွေစတိုက်ပြုလုပ်နေပါတယ်။အခုလိုပဲ2024ခုနှစ်အောက်တိုဘာလ9ရက်နေ့မနက်တနာရီချိန်တုန်းကလည်းမန္တလေးတိုင်းသာစီမြို့မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုစိုက်ထူထားတဲ့ဗိုလ်ချုပ်ရင်ပြေကိုမြေကော်ကားတွေနဲ့ဖျက်ဆီးပြီးရုပ်ထုကိုစစ်တပ်ကခမာရ419တဲ့တည်ဆောင်သွားခဲ့ပါတယ်။ဒါအပြင်2025ခုနှစ်ဇူလိုင်လ28ရက်နေ့မနက်12နာရီခွဲဝန်းကျင်အချိန်ကလည်းနေပြည်တော်ပုပ္ပသီရိမြို့နယ်တန်လွင်လန်းနဲ့ဇော်ကြည်လန်းအကြားပုပ္ပဈေးအနီးမှာထားရှိထားတဲ့ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုကိုစစ်တပ်ကဂရိန်းကားတွေဘတ်ဖိုးကားတွေနဲ့ဖယ်ရှားသွားခဲ့ပြီးရုပ်ထုထားရှိတဲ့စင်ကိုပါဖြိုချဖျက်ဆီးခဲ့ပါတယ်။2025ခုနှစ်ဩဂတ်စ်လ9ရက်နေ့တုန်းကလည်းပဲခူးတိုင်းပဲခူးမြို့လေကောင်မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုကိုစစ်တပ်ကညအချိန်မီးတွေဖြတ်တောက်အမှောင်ချပြီးဖယ်ရှားဖျက်ဆီးခဲ့ပါတယ်။ဒါအပြင်2025ခုနှစ်နိုဝင်ဘာလ1ရက်နေ့ညပိုင်းပသိမ်မြို့ကန်တုံးစင်ပြည်တော်စုကွင်းမှာတည်ရှိနေတဲ့ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကိုစစ်တပ်ကလုံခြုံရေးတင်းကျပ်စွာချထားပြီးဗတ်ဖိုး2စီးနဲ့ဖျက်ဆီးသွားခဲ့ပါတယ်။2026ဇွန်လ9ရက်နေ့ည9နာရီဝန်းကျင်အချိန်မှာတော့စစ်တပ်နဲ့စီပင်တို့ကတောင်ငူမြို့ပေါ်မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကိုဂရိန်းကားတွေနဲ့လာရောက်ဖျက်ဆီးတဲဆောင်ဖယ်ရှားသွားခဲ့ပါသေးရဲ့ရှင်။